တရားကနေပြန်ရှင်လာကြတဲ့နတ်ဆိုးနတ်ဖျားတွေကြော်ဖြတ်သွားကြတဲ့အခါဘေကိုဥတီနေကြတာလဲဆိုပြီးချင်းမူကမေးတော့ရှေးဟောင်းစစ်မြေပြင်ကိုတွားနေတာဖြစ်ကြောင်းနဲ့သူအရင်တစ်ခေါက်တုန်းကနေကင်းဘက်ရောက်ဖူးတယ်ဆိုပြီးရွာလူကြီးကပြန်ဖြေပါတယ်။နေကင်းမှာဆိုရင်တော့ဒီအလောင်းကောင်တွေဟာကြက်ပြောက်ငှက်ပြောက်ဆိုပေမဲ့အမောင်ထူးရောက်လာတဲ့အချိန်မှာတော့အသက်ပြန်ရှင်လာတတ်ကြပြီးဒီနောက်မှာတော့စစ်မြေပြင်ထဲဝင်ကနတ်ဖျားတွေနဲ့နတ်ဆိုးတွေကြားတဲ့ကမပြီးဆုံးနိုင်တဲ့တိုက်ပွဲကြီးကိုအစွဲတစ်ခုလိုမျိုးတိုက်ခိုက်ကြရင်တေးကြီးပျက်စီးကြပြန်ပါတယ်။အခုလိုမျိုးအဖျားခတ်လာတဲ့စွမ်းအားကြောင့်ချင်းမူရိမ့်ရိုင်သွားရတဲ့အခါရွာလူကြီးကဖေးကူထားလိုက်တဲ့နောက်ဘလို့ရဲ့ညိုးတွေကြောင့်တီးပြီးသွားချိန်မှတောင်ဆက်လက်တိုက်ခိုက်နေရတယ်လဲဆိုပြီးချင်းမူကမေးကြည့်လိုက်ပါတယ်။ဒီစစ်ပွဲကြီးဟာနှစ်ပေါင်း2000ကြာညောင်းခဲ့ပြီဖြစ်တယ်လို့လက်ရှိတိုက်ပွဲတန်တွေကြောင့်ဖုံးတုလို့ခေါ်တဲ့တေချင်းတရားလောကကိုသတိထားမိသွားစေနိုင်တယ်ဆိုပြီးမြ мян ပုံးခိုင်းလိုက်တဲ့အချိန်ရွာလူကြီးပြောသလိုမျိုးတကယ်လို့ရှားလာပါတော့တယ်။တတဝါအားလုံးဟာတီးပြီးတဲ့အချိန်ကျရင်အိမ်လို့သတ်မှတ်ထားတဲ့နေရာတစ်ခုစီသွားရောက်ရပြီးအဲ့ဒီနေရာကိုတော့ဓမ္မလွန်လောကတနည်းအားဖြင့်မယနာမျိုးတော်လို့ခေါ်တွင်ကြတဲ့အပြင်စွမ်းအားကြီးတဲ့အဆောင်အရှောက်တစ်ယောက်လည်းထက်ရှိနေပြန်ပါတယ်။မြင်ရတဲ့အဖိုးကြီးကတော့မယနာမျိုးတော်ရဲ့အိမ်တော်အဆောင်အရှောက်ဖြစ်တယ်လို့အစွမ်းထက်ရှိတဲ့ဖရာတစ်ပါးလည်းဖြစ်ပြီးတေဆုံးဝိညာဉ်တွေကိုလာရောက်ခေါ်ဆောင်ပေးတတ်တာကြောင့်တေမင်းတစ်ပါးအဖြစ်လည်းယူဆသတ်မှတ်နိုင်ပါတယ်။တေသွားသူတိုင်းကိုစက္ကူလေးလေးတွေနဲ့ခေါ်ဆောင်ပေးနေတာဖြစ်ပြီးတွားနောက်ရှက်တာမျိုးမလုပ်သင့်တဲ့အကြောင်းရွာလူကြီးသတိပေးနေတဲ့အချိန်မှာပဲကြောက်စိမ့်ဆွဲပြားလေးကလှုပ်ရှားလာပါတော့တယ်။တစ်ချိန်တည်းမှာပဲမိသားစုနဲ့သက်ဆိုင်နေပြီးတေဆုံးသွားတဲ့အစေခံဖြစ်သူကတရားဆုံးမှာပေါ်ထွက်လာတာကြောင့်ရွာလူကြီးတားနေတဲ့ကြားကအပြေးသွားမိလိုက်ပါတယ်။အသက်ရှင်နေသူတွေဟာဒီနေရာနဲ့သက်ဆိုင်မှုမရှိတာကြောင့်ရက်တန့်ခိုင်းလိုက်တဲ့အပြင်ဝိညာဉ်နဲ့အတိတ်မဉဏ်တို့ကိုဆုပ်ယူသိမ်းဆည်းပစ်နိုင်တဲ့မယနာမျိုးတော်ရဲ့လမ်းပြမိပုံတစ်ခုကလည်းအသက်ဝင်လာခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့ချင်းမူဟာတီဖို့နီးကပ်သွားပေမဲ့ရွာလူကြီးဖြစ်သူကဝင်ရောက်ကူညီပေးလိုက်လို့ပုံမှန်ပြန်ဖြစ်လာရပါတယ်။သူတို့တွေဟာအကြီးအကဲဖြစ်သူကိုနှောက်ယှက်ချင်လို့မဟုတ်ပဲဝူရိုးမျိုးစီသွားတဲ့လမ်းကိုသာလိုက်ရှာနေကြတာဖြစ်ကြောင်းအကျိုးအကြောင်းရှင်းပြလိုက်တဲ့အခါစစ်မှန်တဲ့ဝူရိုးမျိုးကိုသွားလို့ရနိုင်မှာမဟုတ်ကြောင်းအိမ်တော်သခင်ကပြန်ဖြေလာပါတယ်။သိချင်တာမသိရပေမဲ့ကျေးဇူးတင်ကြောင်းပြောကချင်းမူကိုဆွဲခေါ်လိုက်တဲ့နောက်အမြန်ထွက်ခွာလာကြပြီးအဲ့ဒီအဖိုးကြီးကိုနောက်တစ်ကြိမ်တွေ့တဲ့အခါဝေဝေးရှောင်ရှားရမယ်လို့ရွာလူကြီးကသတိပေးနေခဲ့ပါတော့တယ်။အိမ်တော်သခင်ကတေဆုံးသူတွေကိုပဲအုပ်ချုပ်စီမံတာဖြစ်လို့အသက်ရှင်သူတို့ရဲ့အရေးကိစ္စတွေကိုတော့ဝင်ရောက်ဆွတ်ဖက်တာမျိုးလုံးမှာမဟုတ်ပါဘူး။ဝူရိုးမျိုးကိုရှာလို့မရဘူးလို့ဘာလို့ပြောတာလဲအမောင်လေးကိုတိုးဝင်သွားတဲ့အရေးကသူ့ဆွေမျိုးလည်းဖြစ်နိုင်တယ်လို့သူ့အမေလည်းဖြစ်နေနိုင်တယ်ဆိုပြီးချင်းမူကစိတ်မကောင်းဖြစ်စွာပြောတော့တဆင်ကျင်သွားကြမယ်မလောနဲ့အုံးဆိုပြီးရွာလူကြီးကလည်းနှစ်သိမ့်ပေးလိုက်ပါတယ်။ကြောက်စိမ်ပြညွန့်ပြနေတဲ့ဘက်ကယုံကျမ်းမြစ်ရဲ့မူလအစဖြစ်တာကြောင့်မြစ်ထက်ဘက်ကိုဆန်တက်လာခဲ့ကြရင်တိတ်မကြခင်မှာဝူရိုးမျိုးကိုရှာတွေ့ကောင်းတွေ့နိုင်တာကြောင့်ရွာလူကြီးကအစင်သင့်ပြင်ခိုင်းထားရင်ပြေးရင်လွှားရင်နဲ့ရောက်လာခဲ့ကြပါပြီ။ချင်းမူရှေ့တလန်တိုးတဲ့အခါအယိုး6လက်တစ်ဖက်ကိုတနေမိလိုက်တဲ့အတွက်ကာယကံရှင်ဖြစ်သူလည်းအလွန်နာကျင်သွားရတာကြောင့်ပြဿနာရှာမလို့အပေါ်မောကြည့်လိုက်ပါတော့တယ်။ဒါပေမဲ့လည်းသူထင်ထားသလိုမဟုတ်ပဲအသက်ရှင်သူတွေမှန်တီးလိုက်ရတာကြောင့်လူသားတွေကျူးကျော်လာကြပြီဆိုပြီးအထိတ်တလန့်အော်ဟစ်လိုက်တဲ့အတွက်တခြားမျိုးနွယ်သူတွေကိုလည်းလှုံ့ဆော်ပြီးသားဖြစ်သွားပါတယ်။အယိုးစုတွေအများကြီးထွက်ပေါ်လာတာမြင်တော့ဝူရိုးမျိုးသူမျိုးသားတိုင်းကတေကုန်ကြတာများလားဆိုပြီးချင်းမှုရေရိုးမိလိုက်တဲ့အခါအယိုးစုတချို့မှာနတ်ဆိုးအငွေ့အသက်ရှိသလိုကျန်တဲ့အယိုးစုတွေမှာလည်းနတ်ဖျားအငွေ့အသက်ရှိကြောင်းရွာလူကြီးရှင်းပြနေချိန်မှာပဲအေယာမအကောင်ကြီးတွေပါထွက်ပေါ်လာပါတော့တယ်။သူတို့မှာအသားမရှိတာကြောင့်လူသားတွေစီကနေအသားလူယူကြမယ်ဆိုပြီးအယိုးစုတစ်ကောင်ကညာတန်ပေးလိုက်တာနဲ့ကျန်တဲ့ကောင်တွေလည်းစတင်တိုက်ခိုက်လာကြတဲ့အခါမှာတော့ရွာလူကြီးကဒါနတ်ဖျားအစွမ်းတွေကိုနောက်ထပ်တစ်ကြိမ်ထုတ်ဖော်လိုက်ရပြန်ပါတယ်။တစ်ချိန်တည်းမှာပဲအကောင်သေးများစွာထပ်မံထွက်ပေါ်လာကြပြီးပျက်စီးသွားတဲ့အယိုးစုကြီးကအကောင်တိုင်းပြန်ဖြစ်လာခဲ့တယ်လို့ချင်းမှုဘက်မှလည်းဝိုင်းအုံမဲဖြတ်နေကြပြီးရေအောက်ထဲကိုဆွဲချသွားကြပါတော့တယ်။ရွာလူကြီးလည်းတားဆီးနိုင်ခြင်းမရှိတော့ပေမဲ့ကံကောင်းထောက်မစွာဖြင့်အဖိုးအဖွားတွေတက်ဆင်ပေးလိုက်တဲ့ယေဒနာပစ္စည်းတွေဟာအသက်ကယ်ဝက်ဖဲတွေဖြစ်လာကြပြီးရေအောက်ထဲကနေအဖိုးမရဲ့ဓမ္မပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မကောင်းမှုတွေရှင်းလင်းခံလိုက်ရပြီးဒီအသက်ကယ်ဝက်ဖဲကချင်းမှုအသက်အန္တရာယ်ရှိတဲ့အခါကျမှတကြိမ်သာထွက်ကူညီပေးတာဖြစ်လို့အခုချိန်မှာတော့တခုကုံဆုံးသွားခဲ့ရပါပြီ။
ဓမ္မပုံရိပ်မရှိတဲ့အခါယုံကြည်မြင့်အထက်ကိုဘလို့ဆက်သွားရမလဲဆိုပြီးချစ်မှုမင်းနေတဲ့အချိန်မှာပဲလင်ငယ်လေးတစ်စင်စိုက်ကက်ရောက်ရှိလာခဲ့ကလောခက်လာသူကလည်းအယိုးစုအဖိုးကြီးတစ်ယောက်သာဖြစ်နေခဲ့ပြန်ပါတယ်။ကန့်ကက်လာတဲ့အခါလေဦးပိုင်းမှာရှိတဲ့အဖိုးကြီးကဒါနဖျားကြီးကိုမတွေ့ရတာလွန်ကြပြီဖြစ်ကြောင်းနှုတ်ဆက်စကားပြောတဲ့အခါရွာလူကြီးကလည်းဝူရိုးမျိုးကိုတွားရှာခြင်းလို့ဆိုပြီးအကျိုးအကြောင်းဆိုပါတယ်။တကယ်တော့လှေစီးခြင်းတယ်ဆိုရင်အသက်ပြပေးဖို့လိုအပ်ပြီးလေကားတို့လူကြီးကိုအသက်ပြတမတ်ပေးတဲ့အခါလိုရာခီးကိုလိုက်ပါပို့ဆောင်ပေးမှဖြစ်ပေမဲ့ရွာလူကြီးမှာပတ်စံပါမလာတာကြောင့်မိတ်ဆွေဟောင်းကြီးထံမှာစိုက်ပေးထားနိုင်မလားဆိုပြီးအကူအညီတောင်းလိုက်တာပါ။သူတို့ခေတ်မှာတော့နှစ်ယောက်စလုံးကဆရာကြီးတွေဖြစ်ကြပြီးခေတ်ကာလရှည်ကြတဲ့အခါမျိုးဆက်ဟောင်းတွေလည်းတေဆုံးကုန်ကြပြီဖြစ်တာကြောင့်အခုလိုမျိုးရေဆက်ပါလို့တွေးဆုံကြတဲ့သူတွေကိုအသက်ပြလေးပြကူညီပေးလိုက်ပေမဲ့ရိုးရိုးတန်တန်ပေးလိုက်တာမျိုးတော့မဟုတ်ခဲ့ပါဘူး။ပြစ်ပေးလိုက်တဲ့အချိန်လေးမှာတောင်အင်အားချင်းရှင်ပြိုင်လိုက်ကြတာဖြစ်ပြီးနောက်ဆုံးရလက်ကတော့အဖိုးကြီးကအတွင်းတန်ရာရရှိသွားခဲ့တာကြောင့်အသက်ကြီးလာတဲ့အချိန်မှာတောင်အင်အားပိုတာနေသေးပါလားဆိုပြီးအဖိုးကြီးကရေရွတ်လိုက်ပါတယ်။ဒါပေမဲ့လည်းသူကအသက်ငယ်ရွယ်တဲ့အတွက်ရွာလူကြီးဖြစ်သူကသာအရင်ဆုံးသိရလိမ့်မယ်ဆိုပြီးစကားနိုင်ယူပြောကထွက်သွားပါတော့တယ်။ဒီအဖိုးကြီးနာမည်ကိုလင်ကျင်လို့ခေါ်ဆိုကြပြီးရွာလူကြီးစုမှုကျဲရဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့အပြင်ပြက်နေတဲ့လက်သက်ကြွယ်ကလည်းရွာလူကြီးကိုယ်တိုင်ခုတ်ဖြတ်ခဲ့တာပါ။သူတို့နှစ်ယောက်ဟာပြိုင်ဘက်တွေဖြစ်ခဲ့ကြသလိုမိတ်ဆွေကောင်းတွေလည်းဖြစ်ခဲ့ကြပြီးအဖိုးကြီးလင်ကျင်ဟာလွတ်လပ်မှုကိုသဘောကျသူဖြစ်ပြီးလောကအနှံ့ကိုခြေဆန်းလဲလှယ်နေတာဖြစ်ပါတယ်။ဒါကြောင့်စမ်းကြဲတဲ့အရာတိုင်းကိုမျက်မြင်ကြုံတွေ့မှုသူဖြစ်သလိုအမောက်လောကထဲလည်းတယောက်ထဲဝင်ရောက်တက်ပြီးအခုလိုမျိုးအသက်တွေကြီးလာတဲ့အထိအနှောင်ဖွဲ့ကင်းပြီးလွတ်လပ်နေတာမျိုးကိုရွာလူကြီးလည်းအားကျနေခဲ့ရပါတယ်။ချီမူတို့လေပေါ်မှာရှိတဲ့အခါအယိုးစုတွေအနေနဲ့လှုပ်ရှားခြင်းမရှိတော့သလိုတိုက်ခိုက်ဖို့ဆိုတာဝေလာဝေးဖြစ်ပြီးမြင်တွေ့သွားတာမျိုးတောင်မရှိခဲ့ကြပါဘူး။ဒါကတော့လေစွမ်းအားကြောင့်ဖြစ်ပြီးသူတို့နားမလည်နိုင်တဲ့စွမ်းအားတစ်မျိုးကလေပတ်ဝန်းကျင်မှာဝန်းရံထားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးရွာလူကြီးကရှင်းပြပေးနေခဲ့ပါတယ်။ဒီလိုနဲ့ပဲယုံကြည်မြင့်ကြောင်တိုင်းစံတက်လော်ခတ်လာခဲ့ကြတဲ့နောက်ရေတကွန်တစ်ခုကိုဖျက်ကျော်ပြီးတဲ့အခါနတ်ဆိုးနတ်ဖျားတွေအများကြီးရှိတဲ့နေရာတစ်ခုစီရောက်လာကြပါတယ်။ချီမူထိတ်လန့်သွားတဲ့အတွက်ဒီအကောင်တွေကိုကြောက်နိုင်ရတဲ့မှာချိတ်ပိတ်ထားတာဖြစ်လို့အပြင်ထွက်လာလို့မရကြောင်းရှင်းပြလိုက်ပေမဲ့လည်းအကြောင်းမပြေသေးတဲ့ချီမူကဒီနေရာကြီးအကြောင်းနဲ့လေကားတို့သမားကရောလူကောင်းဟုတ်ရဲ့လားဝူရိုးမျိုးကိုရောတကယ်ခေါ်သွားပေးနိုင်မှာလားဆိုပြီးထွေရလေးပါမေးမြန်းပါတော့တယ်။ဒါကိုတော့ရွာလူကြီးဖြစ်သူလည်းတေချာဖြေမပေးနိုင်ခဲ့သလိုချီမူကြောက်စိမ့်ပြကဒီနေရာကိုခေါ်လာခဲ့တာမို့ဒီအနီးပတ်ဝန်းကျင်ဟာဝူရိုးမျိုးနဲ့ပတ်သက်နိုင်လောက်တယ်ဆိုပြီးခံမှန်းသုံးသက်ယုံလောက်သာတက်နိုင်စွမ်းရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တေဆုံးသူတို့၏ရှင်တန်ခြင်းလောကဆိုတဲ့ဆိုင်းဘုတ်တစ်ခုမြင်လိုက်ကြရပြီးရှင်တန်သူတို့ရက်တန်းလိုက်ပါတေဆုံးသူတို့သာရှေ့ဆက်ကြပါဆိုတဲ့စာတစ်ကြောင်းကိုလည်းထပ်မြင်လိုက်ကြရပါတယ်။တေဆုံးသူတို့၏ရှင်တန်ခြင်းလောကဆိုတဲ့အဓိပ္ပာယ်ကတော့အသက်ရှင်သူတို့ရောက်လာတဲ့အခါမြင်တွေ့ရတဲ့အတိုင်းအယိုးစုတစ်ခုလိုတေဆုံးသွားကြရပြီးတေဆုံးပြီးသားအယိုးစုတွေကတော့လူသားတစ်ယောက်လိုမျိုးပြန်လည်ရှင်တန်လာကြတာကိုဆိုလိုခြင်းဖြစ်ပါတယ်။ခီးဆုံးပြီဖြစ်လို့ဆင်းလာလိုက်ကြတဲ့နောက်မြူတွေထူထက်နေပေမဲ့မှောင်တဲ့အချိန်ထိအလုံးလုံးနေကြတဲ့ရွာလေးတစ်ရွာတဲကိုရောက်လာကြပါတော့တယ်။လမ်းတစ်လျှောက်လုံးရွာသူရွာသားတိုင်းကသူတို့ကိုဝိုင်းကြည့်နေကြလို့ချင်မူကအကြောင်းအရင်းမေးကြည့်တဲ့အခါတေးချင်းရှင်ချင်းကပြောင်းပြန်ဖြစ်နေတဲ့အတွက်ရွာသူရွာသားတွေရဲ့အမြင်မှာတော့ချင်မူတို့ဟာလူသေးကောင်တွေလမ်းလျှောက်နေကြတာနဲ့အတူတူဖြစ်နေတဲ့အကြောင်းရွာလူကြီးကရှင်းပြပါတယ်။ဒီအချိန်မှာပဲဧည့်သည်တော်တွေကိုဘာအကူအညီပေးရမလဲဆိုပြီးစေးတံကင်ထားတဲ့လူကြီးတစ်ယောက်ကမေးမြန်းဆူဆန်းလာတာကြောင့်ဝူရိုးမျိုးကိုလိုက်ရှာနေတာဖြစ်လို့ခရီးလမ်းညွန်ပြပေးနိုင်မလားဆိုပြီးအကူအညီတောင်းလိုက်ပါတယ်။ဒီစကားကြတော့မြူပင်လဲကိုကြော်ဖြတ်မြစ်တစ်ခုကိုကူးတန်းပြီးရင်ဝူရိုးမျိုးကိုရောက်ပြီဖြစ်ကြောင်းလမ်းညွန်ပေးလိုက်တဲ့နောက်ချင်မူတို့လည်းကျေးဇူးတင်ကြောင်းပြောရင်းထွက်လာလိုက်ကြပါတယ်။ရှာဖိုးဖိုးပေးလိုက်တဲ့ကောင်းကင်ကိုပါမျက်လုံးကအရာအလုံးကိုမြင်တွေ့နိုင်တာကြောင့်ဒီနေရာကထူဆန်းနေတယ်ဆိုပြီးချင်မူကတိုးတိုးလေးကပြောတော့ရွာလူကြီးကသူ့မမြင်နိုင်တဲ့အတွက်ဗာမြင်ရလို့လဲဆိုပြီးမေးကြည့်လိုက်ပါတယ်။တကယ်တမ်းမှာချင်မူမြင်တွေ့နေရတဲ့အရာတွေကတော့မြင်ရတဲ့အတိုင်းဖြစ်ပြီးရွာသူရွာသားတွေအားလုံးဟာနတ်ဆိုးမျိုးနွယ်တွေဖြစ်ကြပေမဲ့သူတို့ကိုမတိုက်ခိုက်တဲ့အပြင်ဝူရိုးမျိုးကိုတောင်လမ်းညွန်ပေးလိုက်တဲ့အတွက်ဝူရိုးမျိုးကလည်းနတ်ဆိုးတွေပိုင်ဆိုင်ကြတာများလားဆိုပြီးတန်တရားတွေပေါက်ဖွာလာခဲ့ရပါတော့တယ်။ရွာလူကြီးကတော့နတ်ဆိုးတွေဟာကောက်ကြီးရက်ဆက်ကြပြီးလူတွေကိုလှည့်ဖျားတတ်ကြပေမဲ့ဒီနေရာထိရောက်နေပြီဖြစ်လို့ဝူရိုးမျိုးတွေသွားကြည့်ကြမယ်။နတ်ဆိုးတွေနဲ့ပတ်သက်နေရင်ချက်ချင်းပြန်ဆုတ်ခွာကြမယ်ဆိုပြီးထွက်ခွာလာခဲ့ကြပါတော့တယ်။